Google pixel phone ကဘာတွေမိုက်လဲဘာတွေတော့မမိုက်ဘူးလေအဲ့လိုပြောမပြောသေးတခုပြောချင်တာပေါ့နော်ကျွန်တော်တို့ဒီဖုန်းလေးစိတ်ကြိုက်စမ်းသုံးလို့ရအောင်ငါပြီးတဲ့ဖုန်းဘောက်ကိုကျေးဇူးများကြီးတင်တယ်ကျွန်တော်ဒီ pixel phone တွေနဲ့တခြားဖုန်းတွေပြီးတော့ gadget ဘာညာတွေဝယ်ခြင်းအဲ့မှာတော့ဝယ်လို့ရတယ် pixel phone လို့ကျွန်တော်စမ်းသုံးပြတဲ့တစ်လျှောက်လုံးမှာအားမရရလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့တခြား flagship phone နဲ့ရှင်ဒီကောင် bezel ပိုးထူတယ်ဖန်ရှိုးပို့ကြီးတယ်ပြီးတော့ဒီကောင် pixel 10 Pro ရဲ့ pattern တွေကချောင်းနေတယ်လို့ပါလို့ ਨੇ အနာတက်တွေကလည်းရှတတာဖြစ်ချစ်ပြတယ်လို့ခံလာရတယ်ဗျာကျွန်တော် big quality နဲ့ design ကလာအနေထားတွေကတော့ဘာမှပြောနေကြဘူး fine ဒီတော့ pixel 10 Pro က display ဘိုင်းမှာ brightness ပိုကောင်းလာအောင်မယ် durability နဲ့ camera sensor hardware ဘိုင်းတွေကို upgrade လုပ်မထားဘူး pixel 9 Pro တော့နဲ့တူတူပဲပေါ့နော်ဒါပေမဲ့ camera feature တွေတော့ပိုစုံလာတယ်အခုဒီကောင်မှာဆိုရင် camera coach တို့ global zone တို့လိုမျိုး feature အသစ်တွေပါလာတယ် camera coach ကတော့ဘယ်လိုချိန်ရမလဲ balance သုံးသင့်တယ်ဘယ်ဟာကိုဘယ်လိုချိန်မျိုးမှာရိုက်တင်တယ်ဒါမျိုးတွေကို suggest လုပ်ပေးရအောင်နော်ကောင်မလေးကပုံရိုက်ခိုင်းတာအမြဲတိုင်ပတ်နေတဲ့ Pro တွေဒီလိုပုံမျိုးကိုစောင့်ထားတင်တယ် global zone ကတော့ digital zone နဲ့ဆွဲရိုက်တဲ့ပုံတွေကို AI scale လုပ်ပေးတာပေါ့နော်ပုံနဲ့ဒီမိုက်တယ်ကျန်းတယ်အဲဒီကြောင့်ရှေ့မှာကျွန်တော်ဓာတ်ပုံရောဗီဒီယိုပါတင်ပေးပြီးပို့လို့ပေါ့နော်ဒီမှာ review ထပ်ပြောတော့ဘူးဒီကောင်ရဲ့ overall camera quality ကိုပြောရမယ်ဆိုရင်ချစ်ပြောင်းသုံးထားပေမဲ့လေပေါ့နော် pixel 9 Pro တော့တတိယတာပိုကောင်းလာတယ်လို့မခံစားရဘူးအဲဒါမှလည်း pixel phone တွေရဲ့ထုံးစံတိုင်း HDR ဘိုင်းတွေမိုက်တယ် skin tone တွေ color tone တွေက natural နဲ့ဘက်ကိုသွားတယ်ပြောရင်ဒီကောင်ရဲ့ကင်မရာက one of the best ပါ pixel 10 Pro ရဲ့ပုံထုတ် quality နေတာဘယ်လိုရှိလဲဆိုတာသိအောင်ကျွန်တော်ဆိုင်းရိုက်ထားတဲ့ပုံလေးတွေကိုပြပေးလိုက်ပါမယ်တစ်ချက် show ကြည့်လိုက်ကြပါဦးpixel phone တွေနဲ့ပတ်သက်လာရင်တော်တော်များများထန်စာချစ်တွေကိုအားမလို့အားများဖြစ်ကြတယ်အဓိကကတော့တခြား latest flash ချစ်တွေလောက်ပေါင်းမမထွက်တာကြောင့်မလို့ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်တန်စာ G5 ကတော့ကျွန်တော်3 nanometer ဖြစ်သွားတာရယ်အဲ့ဒီချစ်ကိုခါတိုင်းလိုမျိုးပေါ့နော် Samsung ကထုတ်ပေးတာမဟုတ်ဘဲနဲ့ TSMC ကနေပြောင်းထုတ်ထားတဲ့ချင်းချက်တွေရှိတယ်ပေါင်းမကတန်စာ G4 တော့အများကြီးပိုကောင်းလာတယ်ဆိုတော့ Agent 2နဲ့တိတ်မကွာဘူး latest flash ချစ်တွေကိုတော့သွားရှင်လို့မရဘူးเนาะအဲ့ဒါလည်း Google ကိုယ်တိုင်ကကျွန်တော် CPU နဲ့ GPU performance တွေထက် AI test တွေကိုကောင်းကောင်းလုပ်နိုင်ဖို့အတွက်ပေါ့နော် MPU အပိုင်းကိုဦးစားပေးထားတာကြောင့်လည်းပါမယ်ပေါ့နော် gaming ဘက်ကိုဆက်ပေးပါကျွန်တော် mobile လည်းကြောင့် graphic frame rate တွေအမြင့်ဆုံးထားပြီးတနားကျော်ဆော့ကြည့်ရဲအရန်ပူလာမျိုးမျိုးတွေမကြုံခဲ့ရဘူးကူလီပိုင်းပိုကောင်းလာတယ်ပြောရမယ်ပေါ့နော် PUBG မှာတော့ 60 fps ပဲအမြင့်ဆုံးရသေးတယ်ကိုစိုးတဲ့ graphic နဲ့အပြင်ကယာတီဥရုပေါ်မူတည်ပြီးတော့နည်းနည်းပူလာမျိုးမျိုးရှိနေ။ overall gaming experience ကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီဖုန်းကပေါ့နော် graphic intensive ဖြစ်တဲ့ game တွေကို share ကျုံအမုန်းဆဲမဲ့သူတွေအတွက် perfect ဖြစ်တဲ့ထဲမှာပါသေးဘူး။အဲဒါပေမဲ့ပေါ့ပါဆော့မဲ့သူတွေအတွက်ကတော့ကိစ္စမရှိဘူး။ okay တယ်။ channel ပိုင်းတွေကိုပြောရမယ်ဆိုရင် battery life က heavy user မို့တနေ့တောင် AI ရန်သုံးနိုင်တယ်။ happy feedback strong ဖြစ်တယ် audio ပိုင်း bass တန်တွေမိုက်တယ်။အဲဒါပေမဲ့ clarity ပိုင်းမှာတခြား flagship ဖုန်းတွေကိုမမီတယ်လို့ခံစားရတယ်ပေါ့နော်။ပုံတွေစိတ်ကြိုက်ပြင်ဖို့အတွက် AI editing feature တွေအများကြီးပါမယ်။ iOS update တွေကိုဦးပြားသုံးရမယ်။ update တွေအကြအရငယ်တော့ဆိုရင်တော့ Google Pixel 10 Pro ကြောင့်တော်များသိသားကြမယ်တင်ပါတယ်။ဒါကြလို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားသိကျင်တာရှိသေးတယ်ဆိုရင်ကိုကမေးလိုက်ပါကျွန်တော်ပြန်ပြပါမယ်။ကျွန်တော်တော့ဒီမှာဟုတ်ကဲ့ဒီလောက်ပါပဲ